စိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းဘုရားမြတ်စွာရဲ့အထီးကဟောကြားဆုံးမတဲ့တရားတော်များကိုလိုက်နာကျင့်သုံးခြင်းဟာစိတ်ပူပန်မှုတွေပျောက်ကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်ပေါ့စိတ်ပူပန်မှုတွေကြောင့်မို့လို့လောကလူသားတွေဟာချမ်းသာဒုက္ခကိုမရနိုင်ပဲရှိနေကြရည်သည့်လူမျိုးရည်သည့်နိုင်ငံသားရည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ်စိတ်ပူပန်မှုတွေနဲ့လွှမ်းမိုးနေကြပျော်ရွှင်နေချမ်းမြေ့တယ်ဆိုတာတစ်ခါတရံတော့သာရကြပြီအလုံးဟာစိတ်ပူပန်မှုတွေရှိနေကြတယ်အဲ့ဒီစိတ်ပူပန်မှုတွေ stress လို့ခေါ်တယ်ခုခေတ်မှာဒီစကားလုံးကိုတော်တော်အသုံးပြုပြီးတော့ပြောကြစိတ်ဖိစီးမှုတွေစိတ်ပူပန်မှုတွေလူတိုင်းမလူတိုင်းမှာရှိကြဘုရားမြတ်စွာဟောကြားတဲ့စကားတော်နဲ့ပြောမယ်ဆိုလို့ရှိရင်တောကပေါ့လူတွေမှာလူတိုင်းချမ်းသာတဲ့လူရောဆင်းရဲတဲ့လူပါကြီးသူရောငယ်သူပါလူမျိုးမရွေးဘာသာမရွေးတောကဆိုတဲ့တရားနဲ့ကင်းနိုင်တဲ့ပုဂ္ဂိုလ်ရှိကြတနေ့မဟုတ်တစ်ချိန်မဟုတ်တောကဆိုတာရောက်လာကြတတ်ထိုတောကဟာစိတ်ရဲ့ပူပန်မှုတရားတစ်ခုပဲဖြစ်တယ်ပေါ့တောကနဲ့အတူတကွရှင်တွဲလာတဲ့တရားကတော့ဒေါသလို့ဆိုတာဒေါသနဲ့တောကဟာရှင်တွဲလာတတ်တာဖြစ်သောကြောင့်လူတွေရဲ့စိတ်နှလုံးငြိမ်းချမ်းမှုဟာတောကဒေါသဝင်လာပြီဆိုလို့ရှိရင်ဆုံးရှုံးနေတာသွားတယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေအဓိကကျင့်သုံးနေထိုင်ကြခြင်းဟာစိတ်ပူပန်မှုကင်းအောင်ကျင့်ဆောင်ခြင်းပဲဖြစ်တယ်လို့ဆိုရင်မမှားဘူးတရှိထင်ရှားဖြစ်နေတဲ့အချိန်ကာလမှာစိတ်ချမ်းသာမှုနဲ့စိတ်နှလုံးအေးချမ်းစွာနေနိုင်မှုကအမှန်တမ်းအရေးကြီးတယ်တောကဟာဘယ်ကြမှာရပ်သွားတယ်လဲလို့ဆိုလို့ရှိရင်အနည်းဆုံးအနာဂံအဆင့်ရောက်သွားပြီဆိုရင်တော့တောကရပ်ယဟန္တာဖြစ်သွားပြီဆိုတဲ့အချိန်မှာတော့စိတ်ပူပန်မှုဆိုတာဘယ်တော့မှမလာတော့ဘူးစိတ်နှလုံးအေးချမ်းတယ်ဒါကြောင့်မို့နောက်ပိတ်ဆုံးအနေနဲ့ပြောမယ်ဆိုရင်ဟရယတတန္တိစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာဟာအရတ္တဖို့ပဲဆိုတာဖြစ်ပါအရတ္တဖို့ဆိုတဲ့အရှင်းမြင့်တဲ့တရားတစ်ခုမျက်မှောက်ပြုမိပြီဆိုလို့ရှိရင်တော့စိတ်နှလုံးပူပန်မှုပါဘယ်တော့မှမလာတော့ဘူးသာဝရအေးချမ်းပြီးတော့စိတ်နှလုံးဟာငြိမ်းချမ်းတဲ့အနေအထားမျိုးကိုရရှိတယ်လို့လက်တွေ့ဘဝမှာပင်စိတ်နှလုံးငြိမ်းချမ်းအောင်ဘုန်းကြီးတို့တွေကျင့်ဆောင်လို့ရအဲ့လိုကျင့်ဆောင်မှုရအတွက်မြတ်စွာဘုရားကထိုသုတ်တန်တွေမှာနီလံပေးပြီးတော့ဟောထားမမှန်ကန်ကန်ရှုမြင်သုံးသပ်တတ်ဖို့အမှန်တမ်းအရေးကြီးတယ်မမှန်ကန်ကန်ရှုမြင်မှုဟာစိတ်နှလုံးအေးချမ်းမှုရဲ့အစပထမပဲဖြစ်စိတ်နှလုံးအေးချမ်းမှုအတွက်ကျင့်ဆောင်တာမှန်မှန်ကန်ကန်ဆင်ခြင်သုံးသပ်မှုပဲအထိဒါဖြင့်စိတ်နှလုံးအေးချမ်းအောင်စိတ်တည်ပူပန်မှုမဖြစ်ရအောင်ဘာကိုဖယ်ရှားရမလဲလို့ဆိုလို့ရှိရင်တွေ့တာမှုဖယ်ရှားတွေ့တာမှုတွေရှိနေသမျှကာလပတ်လုံးစိတ်နှလုံးအေးချမ်းမှုဘယ်သူမှမရနိုင်တွေ့တာမှုသည်စိတ်နှလုံးပူပန်မှုကိုဖြစ်ပေါ်စေတယ်လို့ရသော်ဗျာကိုယ်တိုင်ကလည်းဟောထားတာရှိတယ်လေတဏှာယသာယတိတောကောတဏှာယသာယတိတောကောတောကဆိုတာတဏှာကြောင့်ဖြစ်လာတာတွေ့တာမှုဆိုတဲ့တဏှာရှိနေတဲ့ပုဂ္ဂိုလ်တိုင်းဟာတောကဘယ်လိုမှရှောင်လွှဲလို့မရနိုင်ဘူးတောကကိုရှောင်လွှဲခြင်းလို့ရှိရင်တဏှာကိုလျှော့ချကြရမှာဖြစ်တယ်လူတိုင်းဟာစိတ်နှလုံးအေးချမ်းပြီးတော့တောကကင်းဝေးစွာနေထိုင်ကြတယ်သို့တော့တကယ်ပဲတောကကင်းဝေးပြီးတော့နေနိုင်ကြသလားဆိုမနေနိုင်ကြဘူး
ဘာဖြစ်လို့မနေနိုင်တာတော့လို့ဆိုတော့အဓိကအကြောင်းဖြစ်တဲ့တွေ့တာမှုကိုမဖယ်နိုင်လို့ပဲတွေ့တာမှုကိုမဖယ်နိုင်သေးတဲ့ဗျတောကဆိုတာဘယ်တော့မှလျှော့ချနိုင်ကြမှာမဟုတ်ဘူးတဲ့ဒီသဘောကိုဘုန်းကြီးတို့တွေမှတ်သားနိုင်ကြမြတ်စွာဘုရားဟောထားတဲ့တရားဓမ္မတွေဟာအင်တမလက်တွေ့ကြအင်တမလည်းပဲတိကျမှန်ကန်တယ်မှန်မှန်ကန်ကန်ဟောထားသည့်အတွက်ကြောင့်မြတ်စွာဘုရားတရားတော်မှာလွဲမှားမှုဆိုတာရှိအင်တမစိတ်ချမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကသက္ခာတောဓမ္မောဓမ္မကိုမှန်မှန်ကန်ကန်ဟောထားတာဖြစ်တယ်ဆိုတာဓမ္မရဲ့ခုံကြီးထဲမှာအတိလင်းထုတ်ဖော်ပြထားတာရှိဒါကဂရန်တီပေးတဲ့သဘောပဲမြတ်စွာဘုရားရဲ့တရားဟာမှားယွင်းမှုလုံးဝမရှိဘူးမှားယွင်းမှုမရှိုံနဲ့မကဘူးမပြည့်စုံတာလည်းမရှိဘူးပိုလွန်သွားတာလည်းမရှိဘူးစဉ်းစားကြည့်လေမြတ်စွာဘုရားဒီတရားတွေကိုဘယ်တော့မှဟောခဲ့တာတော့ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တယ်ဒါမှမဟုတ်ဒီနေ့တရားဓမ္မပေါ်လာတဲ့နှစ်ဟာဒီဒွေစัจ जा တရားဟောတဲ့နှစ်လို့လည်းပြောလို့ရတယ်ဓမ္မပေါ်လာတဲ့နှစ်မြတ်စွာဘုရားအဆုံးအမတွေစတင်ပေါ်လာတဲ့နှစ်အရေးအတွက်ဟာဒီကနေ့ဆိုလို့ရှိရင်နှစ်ပေါင်း2600လို့ဒီလိုပြောတာနော်နှစ်ပေါင်း2600ရှိသွားပြီအဲ့ဒါလို့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရားတွေဟာဒီကနေ့ကြည့်မယ်ဆိုလို့ရှိရင် out of date ဖြစ်သွားတာတခုမှမရှိဘူးနော်ဒီတခြားအရာတွေဆိုလို့ရှိရင်ခေတ်မမီတော့လို့တော့မဟုတ်ဒီအသုံးမကျတော့လို့ဖြစ်လျရတာတွေအများကြီးရှိတယ်မြတ်စွာဘုရားတရားတော်မှာဒီကနေ့ထိအောင်တစ်လွင်ပြီးတော့မှန်ကန်နေတော့မရှိဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်လို့ပဲပေါ့လူသားတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေအောင်ပါပဲတရားဝါတွေရှိနေသမျှကာလပတ်လုံးမြတ်စွာဘုရားတရားတော်ဟာမှန်ကန်နေမှာဘယ်တော့မှမှားသွားတယ်မရှိဘူးစဉ်းစားကြည့်နေမြတ်စွာဘုရားကသစ္စာ၄ပါးကိုဟောခဲ့တယ်အေးခေတ်ပြောင်းလာသည့်အတွက်ကြောင့်အရှင်ဘုရားဟောခဲ့တဲ့သစ္စာ၄ပါးဟာနော်တပါးလျှော့လို့ရနေပြီခုခေတ်မှာဘယ်ဟာကခေတ်မမီတော့ဘူးလို့ဆိုသစ္စာ၄ပါးဟာတပါးပိုးနေတယ်ဆိုပြီးတော့တပါးကိုလျှော့လို့လည်းမရနောက်ထပ်ပြီးတော့သစ္စာ၅ပါးပါလို့ထပ်တိုးခြင်းလို့လည်းမရသူဟာလည်းသူမှန်မှန်ကန်ကန်တိတိကျကျအရှိတိုင်းပဲပြည့်လုံးဝပြည့်စုံတယ်ဒီကုံလေးကိုကေဝလပရိပုံဏလုံးဝပြည့်စုံတယ်မြတ်စွာဘုရားတရားပရိသုဒ္ဓတကယ်ကိုတန့်ဆက်အမှားယွင်းခင်းတယ်ဖယ်ရှားပြည့်စရာမရှိဘူးနိဗ္ဗာန်ရောက်ကြောင်းအကျင့်ပဋိပဒါကိုဟောတဲ့အခါမှာလည်းမဂ္ဂင်၈ပါးဒီမဂ္ဂင်၈ပါးဟာမိမိတို့တဏ္ဍာမှာတကယ်ဖြစ်အောင်ကြိုးစားထားပြီဆိုလို့ရှိရင်နိဗ္ဗာန်လမ်းကိုရောက်ဖို့ရတေချာဘယ်ရာဖြစ်မဂ္ဂင်၈ပါးနဲ့မလုံလောက်ဘူးနောက်ထပ်တစ်ခုထပ်တိုးဖို့လိုအပ်တယ်ဆိုတာမရှိဘူး၉ပါးလို့သတ်မှတ်စရာလည်းမရှိဘူး9ပါးလို့လျှော့ချစရာလည်းမရှိဘူးလို့ဒီလိုဆိုလိုတာပေါ့အဲ့တော့မြတ်စွာဘုရားတရားတော်ဟာဘယ်ခေတ်ဘယ်အခါမှာပဲဖြစ်ဖြစ်ပယ်ဖြစ်เสียဆိုတာမရှိတယ်လို့ဖြစ်ဆက်เสียဆိုတာလည်းမရှိဘူးတဲ့ဒါဘာဖြစ်လို့လဲလို့ဆိုလုံးဝမှန်ကန်နေလို့ပါခါတခုံဆိုတာအဲ့ဒါကိုပြောတကယ်ကိုတိကျမှန်တယ်အေးတချို့တရားကမှန်တော့မှန်တယ်နော်သို့တော့မှန်ပေမဲ့လို့ကျင့်သုံးလိုက်နာတဲ့ပုဂ္ဂိုလ်တွေကလက်တွေ့သိနိုင်တာမဟုတ်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးဟုတ်တော့ဟုတ်ပါရဲ့နော်မှန်မှန်ကန်ကန်ဟောတာတော့ဟုတ်ပါရဲ့ဒါပေမဲ့လက်တွေ့မပြနိုင်ဘူးဆိုလို့ရှိရင်လည်းအသုံးမဝင်ဘူးမြတ်စွာဘုရားတရားတော်ကလက်တွေ့ပြနိုင်တယ်တဲ့တန်ဋိဋ္ဌိကောကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်သိရှိနိုင်တယ်အခုပြောတဲ့စိတ်ပူပန်မှုကိုလျှော့ချခြင်းစိတ်ပူပန်မှုကိုမဖြစ်ရအောင်ကျင့်ဆောင်ခြင်းစိတ်ပူပန်မှုပျောက်ကင်းအောင်ကျင့်ဆောင်
တကယ်ချင်းရင်တကယ်စိတ်ပူပန်မှုတွေပျောက်သွားအဲ့ဒီပျောက်သွားတာအကိုကဒါလက်တွေ့ကိုယ်တိုင်သိနိုင်တယ်ကိုယ်စိတ်ပူပန်နေတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့ဤစနစ်အတိုင်းလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်စိတ်ပူပန်မှုတွေပျောက်သွားတယ်ဒါကိုဆိုလိုတာပေါ့နော်တဏှိဋ္ဌိကောကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်ဆိုဒီအရေးချင်းရှိတခါကိုယ်တိုင်သိနိုင်တယ်မြင်နိုင်တယ်လို့ပြောတဲ့အခါမှာဘယ်လောက်ကြာအောင်စောင့်ရမှာတချို့ကိစ္စတွေကကြာအောင်စောင့်ရကိုယ်တိုင်တော့သိနိုင်ပါတယ်ဘယ်နှစ်စောင့်ရမယ်လို့နောက်ဘဝထီအောင်စောင့်ရမယ်လို့ဒီလိုဟာမျိုးတွေရှိသေးတယ်မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမရှိဘူးကိုယ်တိုင်သိဖို့အခုကြိုးစားရင်အခုသိနိုင်တာဖြစ်သောကြောင့်အကာလိကောစောင့်ဆိုင်ဖို့ချိန်မလိုဘူးတဲ့အခုကြိုးစားအခုနှလုံးသွင်းအခုသိနိုင်တာဖြစ်တယ်ဒါကြောင့်မို့အကာလိကောလို့ပြောတယ်အဲ့တော့ဘုရားမြတ်စွာရဲ့တရားဓမ္မတွေရဲ့ဂုဏ်ကြီးတွေဟာဒီအတိုင်းသွားတာပဲအကုန်လုံးဒီတရားဂုဏ်တော်6ပါးလို့လူတွေကသိနေကြတဲ့အရေးမြတ်စွာဘုရားရဲ့တရားရဲ့တိကျမှန်ကန်မှုကိုဖော်ပြတယ်အေးအကာလိကောအချိန်ကာလဆိုင်းเสียမလိုပဲနဲ့လက်တွေ့ချက်ချင်းသိနိုင်တဲ့အရာလို့ဆိုတော့ကိုယ့်ရဲ့မိတ်ဆွေသင်္ဃဟတွေကိုရဲရဲဝုန်းဝုန်းဖိတ်ခေါ်ပြောပြဖို့ဖြစ်နိုင်တဲ့တရားတချို့တရားကမှန်ကန်မှုမရှိသည့်အတွက်ကြောင့်ကိုယ်တိုင်လည်းလက်တွေ့မပြနိုင်ဘူးလက်တွေ့ပြရင်လည်းအချိန်ကာလတစ်ခုကြာမှသိရမှာဆိုတဲ့အနေအထားမျိုးရောက်နေလို့ရှိရင်ဖိတ်ခေါ်ပြီးတော့ပြဖို့ဆိုတာအမှန်တမ်းခက်တယ်ပေါ့မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမဟုတ်ဘူးအေဟိပတ္တိကောလာပါလက်တွေ့လှုပ်ကြည့်ပါဒီလိုပြောဆိုဖိတ်ခေါ်ပြီးတော့ပြသနိုင်တဲ့တရားမျိုးပြသထိုက်တဲ့တရားမျိုးဖြစ်တယ်အခုချင်းအခုကြိုးရတာဖြစ်သောကြောင့်ဩပနေကြီးကောလူတိုင်းရဲ့နှလုံးသားထဲမှာရောက်အောင်ကျင့်ဆောင်တဲ့တယ်နောက်ဆုံးမှာမြတ်စွာဘုရားရဲ့တရားတော်တွေဟာအခြေခံတရားကစပြီးတော့အစစ်မြင့်တရားတွေထိအောင်ရှိအစစ်မြင့်တရားတွေရောက်တဲ့အခါကျတော့တကယ်ပညာနဲ့အသိပညာလည်းမြင့်မားဖို့လိုတယ်ပေါ့တရားကအစစ်မြင့်တယ်ပညာကအစစ်နှိမ့်နေတယ်ဆိုလို့ရှိရင်လည်းမသိနိုင်ဘူးဒါကြောင့်မို့လို့ပစ္စတံဝေရိတကောဝိညူဟိဝိညူလို့ခေါ်တဲ့တကယ်ပညာရှိပုဂ္ဂိုလ်တွေမှာမိမိကိုယ်တိုင်ဘုရားမြတ်စွာရဲ့တရားဓမ္မကိုသိရှိနားလည်နိုင်အဲ့တော့ဒီအရေးချင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တရားအပေါ်မှာဘုန်းကြီးတို့တွေဘလောက်ယုံကြည်အားကိုးထိုက်တယ်ဆိုတာအမှန်တမ်းထင်ရှားတယ်ဒီအချက်တွေနဲ့ပြည့်စုံနေတာမှအားကိုးစရာအားကိုးယုံကြည်မှုမရှိဘူးဆိုရင်ဘယ်ဟာကိုအားကိုးမှာလဲဒီပြင်ဘာသာတွေမှာဟောတဲ့တရားတွေဆိုလို့ရှိရင်ဒါမျိုးတစ်ခုမှမပါနော်အခြေခံလူတွေလိုက်နာကျင့်သုံးရမယ့်အချက်ကလေးလောက်သာဟောပြောနိုင်ကြတာဖြစ်တယ်အဆင့်မြင့်လာတဲ့တရားအဆင့်တောင်သိအမြင့်ကြီးမဟုတ်ဘူးဘာကိုလူတွေမသိနိုင်တဲ့တရားမျိုးကြတော့ကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးတော့ကောင်းကင်ဘုံကသာဝရဘုရားသခင်ရဲ့အလိုတော်ဆိုတာနဲ့ပဲဒီလူတွေကအားလုံးယုံကြည်မှုနဲ့ပဲခြေနှက်သွားကြကိုယ်တိုင်လုံးနိုင်တာတခုမှမရှိဘူးဘုရားတရားတော်ကအဲ့ဒါမျိုးမဟုတ်ဘူးကောင်းကင်ဘုံကိုလက်ညှိုးထိုးပြီးပြောစရာလည်းမလိုဘူးကိုယ်တိုင်လက်တွေ့ရှင်းသုံးကိုယ်တိုင်လက်တွေ့သိနိုင်တဲ့တရားဆိုတာအင်တာမရှင်းတယ်အင်တာမရှင်းသည့်အတွက်ကြောင့်တဆင့်ခံဟောပြောရတဲ့တရားမျိုးလည်းမဟုတ်ဘူးအခြားတရားတွေဆိုလို့ရှိရင်တဆင့်ခံနေကြည့်ပဲတဆင့်ခံတွေကိုမှမီဒီယာတာတွေကနေတဆင့်သိကြနော်အောင်သွယ်တော်တွေဆက်သွယ်မှုတွေတမန်တော်တွေ prophet တွေကနေပြီးတော့မှတဆင့်သိခွင့်ရကြတာလေဘုရားရဲ့တရားတော်ကအဲ့ဒီလိုဈာခံပုဂ္ဂိုလ်တူဦးတယောက်မီဒီယာတာလိုအပ်တာမျိုးမဟုတ်ဘူးကိုယ်တိုင်လုပ်ရင်ကိုယ်တိုင်သိနိုင်တယ်ဆိုတာအမှန်တမ်းထင်ရှားအေးတချို့ကဘာသာတရားတွေဟာတူတူပဲနဲ့ရောပြီးတော့ပြောလို့ရှိတယ်မတူဘူးဆိုတာအမှန်တမ်းပါကွာမတူဘူးဆိုတာအမှန်တမ်းပါဘုရားဘာသာက